တွေ့ဆုံခြင်းနဲ့ပေါင်းစည်းခြင်းအကြောင်းတရားဒေသနာတော်အဲ့တော့တွေ့ဆုံပြီးတဲ့နောက်မှာပေါင်းစည်းသွားကြတယ်တတော်ရီဟာတွေ့ဆုံတာကတော့ဒီလောက်ကြီးအရေးမပါဘူးပေါ့နော်ဥပမာယထာစီရင်တွေ့ဆုံကြတာရှိတယ်ပတ်စကားပေါ်မှာတွေ့ဆုံတာရှိတယ်ခီးသွားတာတူလို့လေးမြတ်ပေါ်မှာတွေ့ဆုံတာရှိတယ်တိုးတော့တွေ့ဆုံရုံကပူပေါင်းခြင်းဆိုတာမဖြစ်ဘူးအဲ့တော့လူတွေဟာတတော်ရီဟာပူပေါင်းတယ်ဆိုဘာကြောင့်ပူပေါင်းပါတာလဲတွေ့ဆုံရုံနဲ့ပူပေါင်းသလားလို့ဆိုတွေ့ဆုံရုံနဲ့မပူပေါင်းဘူးတွေ့တာပဲအဲ့တော့ပူပေါင်းသွားတယ်လို့ဆိုတာဟာဘာကိုအခြေခံပြီးတော့ပူပေါင်းကြတယ်လဲဆိုတာကိုဖျားပဲလို့ဟောတယ်လဲဆိုတာကိုနိုင်ယူမှတ်သားကြဖို့လိုတယ်နော်မြတ်စွာဘုရားကအကြောင်းရှာပြထားတယ်ပူပေါင်းတယ်ဘာကြောင့်ပူပေါင်းတယ်လဲဓာတုသောဘိက္ခွေတတ္တတန်တန်တန်တိဒီစကားလုံးလေးနဲ့စပြီးသုံးတာဖွင့်မှာဓာတုသောဆိုဒီနေ့ကမှဓာတုဆိုတာ element ကိုပြောတာမဟုတ်ဘူးစိတ်နေသဘောထားကိုလူတွေရဲ့တဏ္ဍာမှာရှိတဲ့စိတ်နေသဘောထားအစ္ဆတယစိတ်ဆန္ဒကိုဓာတုလို့ပြောတာဒီမှာနော်ဓာတုလို့ခေါ်တယ်ဒီတိပဲမရဘူးနော်ဒီသုတ်တံမှာအထူးဓာတုသောဆန္ဒအစ္ဆတယဆန္ဒဆိုတာအကြိုက်တူတယ်စိတ်ထားခြင်းတူတယ်အတွေးတူတယ်လူတွေကတယောက်နဲ့တယောက်ပူပေါင်းတယ်ဆိုတာဟာစိတ်ဆန္ဒခြင်းတူမှပူပေါင်းလို့ရတယ်လေစိတ်ဆောင်ခြင်းမတူလို့ရှိရင်ပူပေါင်းမှုမဖြစ်ဘူးတွေးဆုံမှုတော့ဖြစ်နိုင်တယ်အဲ့ဒါကိုမြတ်စွာဘုရားရှင်းပြတာလောကမှာလူတွေဟာအပေါင်းအသင်းဖွဲ့တာပဲဖြစ်စေဟုတ်လားပူပေါင်းကြတာတွေဟာစိတ်ဆန္ဒတူလို့ပူပေါင်းကြတာလို့ဒီလိုမှတ်ရမယ်ဓာတုကိုအစ္ဆတယဗမာတွေလည်းပဲဒီအစ္ဆတယဆိုတဲ့စကားလုံးကိုသုံးကြတယ်ပေါ့နော်ပါဠိစကားလုံးအစ္ဆတယဆိုတာအဋ္ဌိအာတယအတွေးအမြင်အယူအဆခံယူချက်စိတ်ဆန္ဒအဲ့ဒါကိုအစ္ဆတယလို့ခေါ်တာကိုယ့်ရဲ့စိတ်ဆန္ဒသူ့ရဲ့စိတ်ဆန္ဒဆန္ဒချင်းတူရင်ပေါင်းကြတာပဲလေသူကပူပေါင်းမှုဆိုတာဆန္ဒချင်းတူကိုမှပရဟိတလုပ်တဲ့လူတွေဆိုရင်ပရဟိတလုပ်ချင်တဲ့ဆန္ဒချင်းတူလို့ရှိရင်ပရဟိတဖွဲ့တယ်ပါသွားတာပူပေါင်းလိုက်တာပဲအေးမူရစေဝကြိုက်တဲ့ပုဂ္ဂိုလ်တွေအပြောကျူးကြိုက်တဲ့ပုဂ္ဂိုလ်တွေကလည်းပူပေါင်းမိသွားတာပဲစာပေကျမ်းကမှာပါဏသဟယလို့ခေါ်တယ်တောက်ဖို့တောက်ဖက်ဒီလည်းပူပေါင်းသွားတာခေါ်တာပေါ့ဆန္ဒတူလို့ပူပေါင်းတာဆန္ဒတူတဲ့အခါကျတော့အလုပ်တူသွားတယ်အဲ့ဒီဆန္ဒတူမှုဟာအဓိကစိတ်တွေသဘောထားနဲ့စိတ်ဆန္ဒတူညီမှုဟာအဓိကသူကလည်းတာဝါဒနာပါတယ်ကိုယ်ကလည်းဝါဒနာပါတယ်သူကပဲပြောကြတယ်လေအခုအနုပညာအလုပ်လုပ်တယ်ဆိုတာအနုပညာဝါဒနာပါတယ်လူတွေပေါင်းတာပဲလေအတိမုတ်ဝါဒနာပါရင်အတိမုတ်ဝါဒနာပါတယ်လူတွေပူပေါင်းကြတာအဆိုကအရေးတိဝါဒနာပါတယ်လူကလည်းအဆိုကအရေးတိသမားတွေပူပေါင်းမှုဖြစ်တာပဲလေတွေ့ဆုံမှုဆိုတာတော့ပွဲလမ်းသဘင်ရှိတဲ့အခါမှာဆုံမိတဲ့အခါဆုံမိတယ်ဒါပေမဲ့ပူပေါင်းမှုမဟုတ်ဘူးအဲ့ဒါနော်ဒါကြောင့်မို့တွေ့ဆုံခြင်းနဲ့ပူပေါင်းခြင်းပူပေါင်းခြင်းဟာဘာကြောင့်ပူပေါင်းလဲဆိုတာကိုမြတ်စွာဘုရားဒီသုတ္တမှာရှင်းပြတာဒါလည်းမှတ်သားစရာကောင်းတယ်လောကလူတွေဆိုတာအပေါင်းအသင်းနဲ့နေကြတာဖြစ်တယ်လေတူတယောက်တည်းနေကြတာမဟုတ်ဘူးအဲ့တော့အပေါင်းအသင်းနဲ့နေတဲ့အခါမှာသူနဲ့ကိုယ်နဲ့ဘယ်လောက်ပဲဝေးဆန္ဒတူလို့ရှိရင်အဖွဲ့အစည်းနဲ့ဖြစ်စေအလုံးနဲ့ဖြစ်စေပူပေါင်းကြတာပဲပူပေါင်းမှုကဖြစ်လာတယ်ဘယ်နေရာမှာဆိုပူပေါင်းမှုဖြစ်လာတတ်တယ်ဆန္ဒတူလို့ပူပေါင်းတယ်အစ္ဆတယတူလို့စိတ်တွေသဘောထားချင်းတူလို့ပူပေါင်းတယ်ဆိုတာကိုရည်ညွှန်းပြီးတော့မြတ်စွာဘုရားကဓာတုသောတတ္တတတ္တန္တန္တိဓာတုသောအစ္ဆတယစိတ်ဆန္ဒအလိုအဖြစ်တတ္တတတ္တဝါတွေဟာတန်တန်တန်တိပေါင်းစုံပူပေါင်းပြီးကြတယ်သမင်တိဟုတ်လားညညွတ်စွာရှင်တွဲကြတယ်သူတို့ဆိုလို့တယ်အဲ့တော့အဲ့ဒါကိုချက်ဖွင့်ထွင်ပြီးတော့ပြောလိုက်တဲ့အခါကျတော့ဟိနာတိမုတ်တိကာဟိနာတိမုတ်တိကိဟိတတ္တိတန်တန်တန်တိသမင်တိဟိနာဆိုတာအောက်တန်းကြတဲ့မမြင့်မြတ်တဲ့ကိုချင်းတရားတဲ့မှာတမိုးမရှိတဲ့အောက်တန်းနောက်တန်းကြတဲ့စိတ်နေသဘောထားတွေအဓိမုတ်တိဆိုတာနှလုံးသွင်းဆန္ဒခုနဓာတုလို့ဆိုတာဒီအဓိမုတ်တိကိုပြောတာပဲအစ္ဆတရားကိုပြောတာနော်အဓိမုတ်တိနဲ့အစ္ဆတရားနဲ့ဒီမုတ်တိဆိုတာသူ့ချက်ကိုချက်သူ့ဆန္ဒကိုဆန္ဒသူ့အမြင်ကိုအမြင်အမြင်ချင်းတူရင်ပေါင်းတာပဲဆန္ဒချင်းတူရင်ပေါင်းတာပဲအဲ့ဒီမှာဟိနာဓိမုတ်တိကာအောက်တန်းကြတဲ့တိစ္ဆာတွေပေါ်မှာဝါဒနာပါရခြင်းတူတဲ့ပုဂ္ဂိုလ်တွေဟာတဲ့သူ့လိုဝါဒနာတူတွေနဲ့ပဲပုံပေါင်းတယ်အတောက်စားဝါဒနာပါတဲ့သူကအတောက်စားဝါဒနာပါတဲ့သူနဲ့ပေါင်းတယ်ပညာရေးလိုက်စားတဲ့ပုဂ္ဂိုလ်တွေကပညာရေးလိုက်စားတဲ့ပုဂ္ဂိုလ်တွေနဲ့ပေါင်းတယ်လူမှုရေးလှုပ်ချင်တဲ့ပုဂ္ဂိုလ်တွေကလူမှုရေးလှုပ်သူတွေနဲ့ပူပေါင်းကြတယ်လောကကြီးချီအကြောင်းပဲဖြစ်နေတာမဟုတ်ဘူးပူပေါင်းမှုတွေရှိနေတယ်အဲ့တော့ကိုယ့်ကိုယ်ဆင်ခြင်စဉ်းစားမှာင
ငါဟာဘယ်သူနဲ့ပူးပေါင်းတယ်လဲငါရဲ့ပူးပေါင်းမှုစိတ်တွေသဘောထားမွန်မြတ်တာဟုတ်ကဲ့လားကိုယ်ဆန်းစစ်ဖို့လို့ကောင်းကျိုးချမ်းသာကိုပေးနိုင်တဲ့စိတ်တွေသဘောထားဟုတ်ကဲ့လားအထိမုတ်ထိနှလုံးသွင်းတရားလို့ပြောစိတ်ထဲမှာကြိုက်တယ်အဲ့ဒါကိုဒီနေရာမှာအစ္ဆတရားအထိမုတ်ထိဆိုဒီပါဠိစကားလုံးနဲ့အတူတယ်မြတ်စွာဘုရားကပထမမကောင်းတဲ့အောက်တန်းကျတဲ့စိတ်တွေသဘောထားရှိတဲ့ပုဂ္ဂိုလ်တွေကတဲ့သူ့လိုအောက်တန်းကျပြီးတော့စိတ်တွေသဘောထားရှိတဲ့ပုဂ္ဂိုလ်တွေနဲ့ပူးပေါင်းတယ်တဲ့ဒါကစိတ်ဆန္ဒမြင့်မြတ်တဲ့ပုဂ္ဂိုလ်တွေကသူ့လိုပဲစိတ်ဆန္ဒမြင့်မြတ်တဲ့ပုဂ္ဂိုလ်တွေနဲ့ပဲပူးပေါင်းတယ်ဒီနှစ်ခုကဖြောင်းပြန်ပြန်ပြီးတော့ပူးပေါင်းလို့မရဘူးနော်စိတ်ထားယုံညံ့တဲ့ပုဂ္ဂိုလ်တွေကစိတ်ထားယုံညံ့တဲ့ပုဂ္ဂိုလ်ချင်းပဲပေါင်းလို့ရတယ်စိတ်ထားမြင့်မြတ်တဲ့ပုဂ္ဂိုလ်တွေကစိတ်ထားမြင့်မြတ်တဲ့ပုဂ္ဂိုလ်အဲ့ဒါကိုဗမာလို့ပြောတဲ့အခါမှာဗမာစာပေထဲမှာအသုံးလေးတစ်ခုရှိတယ်ကောဏိနကောနောတမဏိနတမနောဆိုရှေ့တော့သုံးကြတယ်ပေါ့နော်ခုခေတ်တော့သုံးတာနည်းသွားတယ်ဆိုတော့တဲ့အိဗေကကောဏိနကောနောဆိုတာနွားတွေနဲ့ပဲပူပေါင်းတာပဲနွားကစိတ်နဲ့မပူပေါင်းဘူးနွားချင်းပဲပေါင်းစုံချင်းပူပေါင်းခြင်းအကြီးကနွားနဲ့ပဲပူပေါင်းတယ်တမဏိနတမနောယဟန်ကလည်းယဟန်နေနဲ့ပဲပူပေါင်းတယ်ကောဏိနကောနောတမဏိနတမနောဆိုတာဝါဒနာတူရစိတ်ဆန္ဒတူရပူပေါင်းရတယ်ဆိုတဲ့အဓိပ္ပာယ်ကိုသုံးတဲ့စကားလုံးအဲ့ဒါရှင်းတော့ကတော့သုံးတတ်တယ်အဲ့ဒီရှေးစာအုပ်တွေထဲမှာပါတတ်တယ်ကောဏိနကောနောတမဏိနတမနောဆိုတာပါဠိစာပေရရတဲ့အသုံးလေးတစ်ခုပေါ့ဆိုလိုတာကတော့စိတ်ကောင်းရှိတဲ့လူတွေကစိတ်ကောင်းရှိတဲ့လူတွေနဲ့ပေါင်းတယ်စိတ်ကောင်းမရှိတဲ့လူတွေကစိတ်ကောင်းမရှိတဲ့ပုဂ္ဂိုလ်တွေနဲ့ပေါင်းတယ်ဗမာစကားနဲ့ရှင်းပြောမယ်ဆိုရင်ဝါဒနာတူရပေါင်းတယ်ဆိုလို့ရှိရင်ဒီခေတ်လူတွေပို့နားလဲလောက်တိုးတော့ဝါဒနာဆိုတဲ့စကားလုံးကအစ္ဆတရားနဲ့မထုတတ်ဘူးအဲ့ဒါတတိထားဖို့လုပ်တယ်တိုးတော့လူတွေနားလဲနေတာဝါဒနာဆိုတာအထုံရနေခြင်းလို့သူ့ရဲ့ literal meaning ကအထုံရနေခြင်းလို့ဆိုလို့တယ်အထုံရနေတယ်ဆိုတာဥပမာပဲကိုယ်တဲ့အဝတ်စားတွေထဲမှာပယုတ်လုံးထည့်ထားရင်ပယုတ်လုံးနဲ့ဆွဲသွားရင်မွေးထည့်သွားရင်ရင်မွေးနဲ့ဆွဲသွားအဲ့ဒါကိုအထုံရတယ်လို့ခေါ်တယ်အရက်ပလင်းဟာအရက်တွေတွန်းပြလိုက်တော့လည်းပဲအနံ့ကျန်တယ်အဲ့ဒါမျိုးဝါဒနာလို့ခေါ်တယ်နော်ငပိပလင်းဆိုရင်ငပိငါပြရိပ်ပလင်းကိုငါပြရိပ်ထည့်ထားတဲ့ပလင်းဒီငါပြရိပ်တွေကုန်သွားလည်းပဲငါပြရိပ်အနံ့ကျန်တယ်ဝါဒနာရဲ့အတိတ်ကိုပြောပြတာနော်ထို့တူပဲလောဘကြီးတဲ့ပုဂ္ဂိုလ်ကနောက်ဆုံးမှယဟန္တာဖြစ်လို့လောဘကိုပယ်လိုက်တာတောင်မှပဲသူကလူချင်းတဲ့အစွမ်းကပြတယ်သူအဲ့ဒါဝါဒနာလို့ခေါ်တယ်ဆဲတဲ့ပုဂ္ဂိုလ်တယောက်ဟာတကယ်တော့ဒေါသနဲ့ဆဲတာမဟုတ်ပဲနဲ့ဝါဒနာပါလို့ဝါဒနာဖြစ်နေလို့နှုတ်ကြိုးနေလို့ဆဲတဲ့ပုဂ္ဂိုလ်ရှိတယ်ယဟန္တာဖြစ်သွားတာတောင်ပြင်လို့မရဘူးအဲ့ဒါဝါဒနာလို့ခေါ်တယ်ဘုရားစာပေထဲမှာရှင်ပိလိန်နာဝိဆာဆိုတာရှိတယ်သူကပြမနာလူမျိုးဖြစ်ပြီးတော့ကျန်တဲ့လူမျိုးတွေကိုအောက်တန်းနောက်တန်းစမ်းလို့စိတ်ကထင်တယ်ဒါပေမဲ့ဘသူပဲတွေ့သူကအပေါ်စီးနဲ့ပြောတယ်ဟဲ့ငရုံးပါဟဲ့တူယုံပါဘသူပဲဖြစ်သူကဒီစကားလုံးကိုသုံးတယ်ပါဠိလိုတော့ဝတ္တလဆိုတာ Sunday နေ့အောက်တန်းစားလို့ခေါ်လိုက်တာဘသူတွေ့သူကအောက်တန်းစားပဲနှုတ်ကျိုးနေရှာတာလူမြင်လိုက်တာနဲ့အောက်တန်းစားလို့အဲ့နှုတ်ကျိုးပြီးတော့ဖြစ်ပေါ်နေတာဝါဒနာလို့ခေါ်တယ်နော်ဒေါသနဲ့ပြောတာမဟုတ်ဘူးဒေါသနဲ့ပြောတာမဟုတ်ပြီမဲ့ဒေါသမရှိတော့လည်းပဲဒေါသရဲ့အရေးရောင်တွေကကျန်နေတယ်အရက်တွေတွန်းလိုက်တော့လည်းအရက်နံကျန်နေရတဲ့အဲ့ဒါမျိုးမှဝါဒနာလို့ခေါ်တာအဲ့တော့ဗမာစကားမှာဘယ်လိုပဲသုံးပါဠိကလာတာဆိုပါဠိအသုံးကိုသိချင်နားလည်အောင်လို့ရှင်းပြတာနော်အခုကဝါဒနာလို့ပြောတာမဟုတ်ဘဲနဲ့စိတ်ဆန္ဒအစ္ဆတရားနှလုံးသွင်းစိတ်ဆန္ဒအစ္ဆတရားဆန္ဒချင်းတူတယ်စိတ်ဆန္ဒချင်းတူတယ်ဆိုတော့ဗမာတို့လည်းပြောလိုက်ဝါဒနာတူတယ်ပေါ့ဝါဒနာတူတယ်လို့ပြောတာဒါအလွယ်ပြောတဲ့စကားမြတ်စွာဘုရားဆိုလိုတာဒီမဲ့ကောင်းတဲ့ဘက်ကိုစိတ်ဆန္ဒရှိတဲ့ပုဂ္ဂိုလ်တွေဟာကောင်းတဲ့ဘက်မှာစိတ်ဆန္ဒရှိတဲ့ပုဂ္ဂိုလ်တွေနဲ့ပဲပူပေါင်းရတယ်တဲ့မကောင်းတဲ့စိတ်ဆန္ဒရှိတဲ့ပုဂ္ဂိုလ်တွေကမကောင်းတဲ့စိတ်ဆန္ဒရှိတဲ့ပုဂ္ဂိုလ်တွေနဲ့ပဲပူပေါင်းရတယ်တဲ့ဒါလောကကြီးတဘာဝကိုခြုံငုံကြည့်တာကိုပြောတာဒီအတိုင်းပဲနော်လောကကြီးမှာဂရုလိုက်သူအုပ်စုတွေအများကြီးရှိတယ်လေဘာဖြစ်လို့အုပ်စုဖြစ်နေလဲဆန္ဒတူလို့အုပ်စုဖြစ်နေဓမြကိုင်းကလည်းပဲဓမြတိုက်ဖို့ဝါသနာပါတဲ့လူတွေပေါင်းတာပဲလေကပိုင်းတိုက်တွေကလည်းကပိုင်းတိုက်ဝါသနာပါတဲ့လူတွေနဲ့ပေါင်းတာပဲအယက်သမားတွေနဲ့ပဲပေါင်းတာမူရစေသုံးတဲ့လူကလည်းမူရစေနဲ့ပဲသုံးတာသူ့ရဲ့စိတ်တွေစိတ်ထားသဘောထားမကောင်းတဲ့ဘက်ကိုပြောလို့ရတယ်အကောင်းတဲ့ဘက်ကျတော့တရားနာတာဝါသနာပါတဲ့ပုဂ္ဂိုလ်တွေတရားနာတဲ့ပုဂ္ဂိုလ်တွေနဲ့သွားပေါ်လာပဲတုတ်တယ်
နော်ပညာလိုက်စားတဲ့ပုဂ္ဂိုလ်ဆိုပညာလိုက်စားတဲ့ပုဂ္ဂိုလ်တွေနဲ့ပဲပူပေါင်းတယ်သူတေသနာဝါဒနာပါတဲ့ပုဂ္ဂိုလ်တွေကသူတေသနာလုပ်ငန်းမှာပူပေါင်းကြတယ်အဲ့တော့လောကကြီးဟာချုံငုံပြောလိုက်ပဲဆိုလို့ရှိရင်စိတ်ဆန္ဒတူရပူပေါင်းမှုတွေဖြစ်နေကြတယ်တို့ဒီလိုဆိုလိုတာနော်တခြားအကြောင်းမဟုတ်ဘူးအဲ့ဒါကိုမြတ်စွာဘုရားဟောတာဓာတုသောဘိက္ခဝေတတ္တတန်တန်တန်တီယဟန်တို့တရဝရီဆိုတာစိတ်ဆန္ဒအရာပူပေါင်းကြတာဖြစ်တယ်တဲ့ဘုရားပြောတာဆန္ဒတူရပူပေါင်းကြတာဖြစ်တယ်ဟိနာဓိမုတ်တိကအောက်တန်းကြတဲ့ဆန္ဒရှိတဲ့နှလုံးသွင်းရှိတဲ့ပုဂ္ဂိုလ်တွေကဟိနာဓိမုတ်တိကေဟိသူ့လိုအောက်တန်းကြတဲ့အတွေ့အခေါ်အယူဆရှိတဲ့ပုဂ္ဂိုလ်တွေနဲ့ပဲပေါင်းကြတယ်ကလျာဏဓိမုတ်တိကကောင်းမွန်တဲ့စိတ်ဆန္ဒရှိတဲ့ပုဂ္ဂိုလ်တွေကလည်းပဲကလျာဏဓိမုတ်တိကေဟိကောင်းမွန်တဲ့စိတ်ဆန္ဒရှိတဲ့ပုဂ္ဂိုလ်တွေနဲ့ပူပေါင်းကြတယ်ဒီသုတ်တန်ကိုမြတ်စွာဘုရားတချို့သုတ်တန်တွေမှာချက်ဟောထားတာရှိတယ်တို့ရင်းအကြောင်းများတော့ဒါပဲဥပမာမဲ့တရားတရားနေပါတဲ့ပုဂ္ဂိုလ်တွေကတရားတရားနေပါတဲ့လူနဲ့ပဲပေါင်းမယ်တရားတရားကောင်းတဲ့လူနဲ့သူပေါင်းလို့မရစိတ်ဆန္ဒချင်းမတူတရားတရားကောင်းတဲ့ပုဂ္ဂိုလ်တွေကတရားတရားကောင်းတဲ့ပုဂ္ဂိုလ်တွေနဲ့ပို့ပြီးတော့ပေါင်းတယ်ပူပေါင်းတယ်ကိုချင်းသီလမရှိတဲ့ပုဂ္ဂိုလ်တွေကလည်းကိုချင်းသီလမရှိတဲ့ပုဂ္ဂိုလ်တွေပေါင်းကြတယ်ကိုချင်းသီလရှိတဲ့ပုဂ္ဂိုလ်တွေကလည်းကိုချင်းသီလရှိတဲ့ပုဂ္ဂိုလ်တွေချင်းပူပေါင်းကြတယ်လို့ဆိုတာပဲတုဒ္ဒအကြမ်းမြင်ဘုဒ္ဓမရှိတဲ့ပုဂ္ဂိုလ်တွေကလည်းသူ့လိုနှလုံးဘိန်းတုံးချင်းပဲပေါင်းတယ်ဟောတုဒ္ဒအကြမ်းမြင်တုဒ္ဒရှိတဲ့ပုဂ္ဂိုလ်တွေကအကြမ်းမြင်တုဒ္ဒရှိတဲ့ပုဂ္ဂိုလ်ချင်းပေါင်းတယ်စဉ်းစားဉာဏ်နည်းတဲ့ပုဂ္ဂိုလ်တွေကလည်းစဉ်းစားဉာဏ်နည်းတဲ့ပုဂ္ဂိုလ်တွေနဲ့ပဲပေါင်းတယ်စဉ်းစားဉာဏ်ရှိတဲ့ပုဂ္ဂိုလ်တွေကစဉ်းစားဉာဏ်ရှိတဲ့ပုဂ္ဂိုလ်နဲ့ပဲပေါင်းတယ်အဲ့တော့ဗမာတွေနားလည်အောင်ပြောမယ်ဆိုရင်ဝါဒနာတူရပေါင်းတယ်လို့ဒါဗမာသုံးနဲ့ပြောတဲ့စကားနော်အဲ့ဒါကိုအမှန်ပြင်ပြီးတော့ပြောမယ်ဆိုရင်စိတ်ဆန္ဒတူညီရပူပေါင်းကြတယ်တို့ဆိုလို့စိတ်ဆန္ဒတူညီမှုကိုအကြောင်းပြုပြီးတော့ပူပေါင်းကြတယ်အဲ့တော့တမန်ဒီလိုဟောထားတာနော်ဒီဟောထားတာအဲ့တော့မြတ်စွာဘုရားကအခုပစ္စုပန်အခြေအနေမှာလည်းပဲဒီပူပေါင်းမှုတွေကဒီရှုတော့ငါပဲဖြစ်တယ်ကောင်းတဲ့စိတ်ဆန္ဒရှိရင်ကောင်းတဲ့စိတ်ဆန္ဒရှိသူချင်းပူပေါင်းတယ်မကောင်းတဲ့စိတ်ဆန္ဒရှိရင်မကောင်းတဲ့စိတ်ဆန္ဒဝါဒနာတူရပူပေါင်းတယ်ဆိုတာခဏခေတ်မှလားမဟုတ်ဘူးအတိတ်သမိုင်းကြောင်းကိုပြန်ကြည့်နေတဲ့အတိုင်းပဲဒါဖြင့်အတိတ်ကနဲ့အခုဘဝသာပူပေါင်းတာလားဆိုမဟုတ်နောင်လာလက်တန်းခေတ်တွေမှာလည်းပဲဒီတိုင်းပဲနော်ဒီတိုင်းပဲသွားမှာပဲလူတွေရဲ့ပူပေါင်းမှုဟာစိတ်ဆန္ဒတူရပဲပူပေါင်းကြမယ်လို့အဲ့ဒီမှာဓာတုတန်ယုတ်တာဆိုပြီးတော့တန်ယုတ်တဲ့နိကေမှာမြတ်စွာဘုရားဟောတာတဲ့တရားတွေအမှန်တမ်းမှတ်သားစရာကောင်းတယ်နော်အားလုံးကနိဗ္ဗာန်ရောက်ကြောင်းတရားကြီးမဟုတ်ဘူးဘဝပြဿနာတွေကိုဖြေရှင်းနိုင်တဲ့ဟာတွေပါဘုရားဘာသာမှာလည်းပဲနှစ်ခုရှိတယ်လို့မှတ်ထားသမုဒိသစ္စာလည်းပဲပရမတ္ထသစ္စာလည်းပဲနှစ်ခုနဲ့ပြောအောင်သမုဒိသစ္စာဆိုအများအတိမပြုတ်ထားတဲ့အများကအတိမပြုတ်လို့မှန်းနေတဲ့အမှန်တရားကိုသမုဒိသစ္စာ general consensus လို့ပြောတယ် consensus အားလုံးကသဘောတူပြီးသတ်မှတ်ထားတာအဲ့ဒါသမုဒိအဲ့ဒါကိုလည်းအမှန်တရားလို့ပြောလို့ရတယ်သို့တော့ပရမတ္ထသစ္စာ ultimate truth ကြတော့သမုဒိသစ္စာကအမှန်လို့ပြောတာအစင်းမြင်လည်းပဲရောက်တဲ့အခါအမှားဖြစ်သွားတယ်အမှန်မဟုတ်တော့ဘူးကြတော့သူ့လည်းပဲနဲ့သူမှန်တယ်ဥပမာမဲ့သမုဒိသစ္စာလည်းပဲနဲ့ဘာတွေဟောတော့ဘုရားကလူမိုက်ကိုမပေါင်းရဘူးပညာရှိကိုပေါင်းရမယ်သင်တော်တဲ့အရာမှာနေရမယ်ဘုဒ္ဓတာစီဝေးရမယ်မိဘကိုပြုစုလို့ကြွေးရမယ်မိဘကလည်းသားသမီးတွေကိုစောင့်ရှောက်ရမယ်မကောင်းမှုတွေကိုရှောင်ရမယ်ကောင်းတဲ့လုပ်တွေလုပ်ရမယ်မင်္ဂလာတရားတော်တွေကိုဖော်ဆောင်ပေးတာသမုဒိသစ္စာလည်းပဲနဲ့ဖော်ဆောင်တယ်အဲ့ဒါပရမတ္ထသစ္စာလည်းပဲမဟုတ်ဘူးအဲ့ဒါကိုနားလည်ဖို့လိုတယ်အဲ့ဒီနှစ်ခုကိုသွားပြီးတော့ပေါင်းစပ်လိုက်လို့ရှိရင်ကောင်းမြတ်တဲ့ရလဒ်မထွက်ဘူးမပေါင်းရဘူးသူ့ဟာနဲ့သူ့လည်းပဲနဲ့သူ့အဆင့်နဲ့သူသွားရအောင်တရားဟောတဲ့အခါတို့လိုက်နာကျင့်သုံးတဲ့အခါတို့ကသူ့လည်းပဲနဲ့သူသွားမယ်နော်လည်းပဲချင်းသွားပြီးတော့မရောထွေးရဘူးဒါကလူတော်လူကောင်းဖြစ်ဖို့အတွက်နောက်ကမှာလူတော်လူကောင်းဖြစ်ဖို့ရတတ်မှတ်ထားတဲ့ level တစ်ခုသစ္စာလေးပါးကိုဟောတယ်သမုဒိသစ္စာမှာမိဘဝတ္တရားသာသမီဝတ္တရားပေါင်းတဲ့ဆက်ဆံရေးလူမှုရေးအဲ့နောက်ပဲအချင်းချင်းလိုက်နာရမယ်ဝတ္တရားအလုသမားနဲ့အလုရှင်လိုက်နာရမယ်ဝတ္တရားရဟန်းတန်ခါနဲ့လူကိုကြောင်းလိုက်နာရမယ်ဝတ္တရားလေတီအင်္ဂလာချီဘုန်းကြီးနဲ့လူလေတီအင်္ဂလာချီဒါတော့ခရစ်ယာန်အသုံးပါကလာကြီးဆိုတာဘုန်းကြီးလေတီကလူကိုကြောင်းလူကိုကြောင်းနဲ့ဘုန်းကြီးအပြန်အလှန်ဆက်သွယ်ရေးဆိုတာဒါတွေကသမုဒိသစ္စာလည်းပဲပြောတာဒါကဘုန်းကြီးဒါအယဟန်တန်ကသမုဒိသစ္စာလည်းပဲပြောတာအဲ့ဒါကိုဖောက်ဖျက်လို့လည်းမရဘူးအမေပါဆိုမှအဖေပါဆိုမှကျန်တဲ့လူနဲ့တော့တန်းထုတ်ထားလို့မရဘူးလေအမေကအမေပဲဖေကအဖေပဲညီကောင်မောင်တို့မှလည်းညီကောင်မောင်တို့မှပဲစရင်သာဖျက်လို့ရမယ်တဘာဝအနေထားဖျက်လို့မရဘူးဒါDNAကိုဖျက်လို့မရဘူး
ဒါသမုဒိသစ္စာလည်းပဲကိုပြောတယ်ပရမတ္ထသစ္စာလည်းပဲကြတော့အဲ့ဒီ discrimination ဆိုဒီကန့်သတ်ချက်တွေအကုန်ဖြုတ်လိုက်တယ်အမေဘောလောရမယ်ကိုတရားအဖေဘောလောရမယ်ကိုတရားမိသားစုပေါ်လိုက်တာပဲကိုတရားဆိုဒါတွေမရှိတော့ဘူးအဲ့ကြတော့အလုံးကယုံနဲ့နာနှစ်ခုပဲရှိတယ်ဘယ်သူပဲဖြစ်ဖြစ်ယုံနဲ့နှစ်ခုပဲရှိတယ်အဲ့ဒါကပရမတ္ထသစ္စာလည်းပဲလို့ခေါ်တယ်အဲ့ဒါကပဲပုဂ္ဂိုလ်တွေလိုက်တာတော့ဆိုနိဗ္ဗာန်လိုချင်တဲ့ပုဂ္ဂိုလ်တွေနိဗ္ဗာန်ရဖို့ရအတွက်အစဉ်ချင်းကြိုးစားနေတဲ့ပုဂ္ဂိုလ်တွေအတွက်သူတို့တော့မှဆက်ဆံရေးကြတော့သမုဒိလည်းပဲနဲ့ဆက်ဆံရတယ်အတိညာကြတော့ပရမတ္ထသစ္စာလည်းပဲနဲ့သွားရတယ်မြတ်စွာဘုရားလည်းအဲ့လိုသွားနေတာပဲလေမြတ်စွာဘုရားတရားဟောနေတာတချို့ကသမုဒိသစ္စာလည်းပဲအနိဟောတာရဟန်းတို့လူမိုက်ကိုမပေါင်းသိရဘူးလူမိုက်ကိုပေါင်းသိလို့ရှိရင်ဒီလိုဆိုးကျိုးတွေရနိုင်တယ်ဆိုတာဒါသမုဒိသစ္စာလည်းပဲပြောတာပရမတ္ထသစ္စာလည်းပဲကြတော့လူမိုက်ဆိုလည်းမရှိဘူးလူလိမ္မာဆိုလည်းမရှိဘူးရှုံးနေတာတစ်ခုပဲရှိတယ်ရှုံးနိုင်ကိုမပေါင်းသိစတဲ့မလုပ်ရဘူးဆိုသူကနားမလဲရူပခန္ဓာဝိညာဉ်ခန္ဓာသင်္ညာခန္ဓာသင်္ခါရခန္ဓာခန္ဓာ၅ပါးကိုမပေါင်းသိရဘူးဆိုသူကနားမလဲဒါပရမတ္ထသစ္စာလည်းပဲပြောတဲ့စကားတွေအဲ့ဒါကြတော့နားလဲဖို့ပရမတ္ထသစ္စာအဆင့်သမားတွေကနားလဲရမယ်အဲ့ဒါအသိဉာဏ်နဲ့ပဲသိရတယ်အသိဉာဏ်နဲ့သိတာလူလောကမှာတုံ့ချလို့ရတာမဟုတ်ဘူးတခါတလေကြတာအစဉ်မြင့် level လို့ခေါ်တယ်ဘာအတွက်အစဉ်မြင့် level ဟောတယ်လဲ ultimate reality ultimate truths ဘာအတွက်ဟောတာလဲရှင်ထဲမှာဆွဲလန်းနေတဲ့တွေ့တာမှုကိုဖြောက်ဖို့တွေ့တာမှုတွေတမဲမှုတွေမုံတိမှုတွေမဖြောက်နိုင်သေးတဲ့ညကာလပတ်လုံးသူကတန်တရားဟောကလွတ်ဖို့မရှိဘူးတန်တရားဟောကလွတ်ချင်လို့ရှိရင်မလုပ်အောင်အမေဆိုတဲ့အမေလို့သိတဲ့အသိအစားဖြောက်အောင်အဖေလို့သိတဲ့အသိငါကိုငါညီမစတဲ့ဒီလိုအတွေးတွေကစဖြောက်ပြီးတော့ရှုံးနေတာနှမျိုးပဲဆိုတာကိုသိဖို့လိုတယ်အဲ့ကြမှာဖြောက်လို့ရအဲ့ဒါနိဗ္ဗာန်ကိုလိုချင်တဲ့ပုဂ္ဂိုလ်ကြတော့ပရမတ္ထသစ္စာ level ကနေမြတ်စွာဘုရားဟောတယ်လို့မှတ်ရမှာအဲ့တော့သူ့ level နဲ့သူသွားတယ်လို့မှတ်တာ level နှစ်ခုစလုံးဟာသူ့ဆင့်နဲ့သူမှန်တယ်လောကထဲမှာနေရင်သမုဒိသစ္စာ level နဲ့ပဲနေရမယ်သိတဲ့အခါမှာပရမတ္ထသစ္စာ level နဲ့သိရမယ်ပရမတ္ထသစ္စာ level နဲ့မသိနိုင်ရင်တွေ့တာမှုတွေတာရောစင်တွေမဖြတ်နိုင်ဘူးဖြတ်တဲ့နိလန်ကိုပြောတာနော်သူ့လည်းပဲနဲ့သူလည်းသွားတယ်လို့ပြောဟုတ်ပြီမြတ်စွာဘုရားကအခုချိန်မှာလည်းပဲစိတ်ဆန္ဒတူရပူပေါင်းကြတယ်အတိတ်တုန်းကလည်းစိတ်ဆန္ဒတူရပဲပူပေါင်းကြတယ်နောင်လာမဲ့ခဘာတွေနောင်လာမဲ့နှစ်တွေမှာလည်းပဲစိတ်ဆန္ဒတူရပဲပူပေါင်းကြနိုင်မယ်လို့ဒါဒီတုတ်တံမှာဒါအဓိကထားဟောလိုက်တာပဲအဲ့ဒီနေရာမှာဒီတုတ်တံနဲ့ဆက်ဆက်ပြီးပြောတဲ့အခါကျတော့ခုနတရားတရားရှိမရှိဘောဓုတရှိမရှိကိုကျင့်သီလရှိမရှိအသိပညာရှိမရှိစာကတရားရှိမရှိစသည်ကြတော့လေအဲ့ဒါတွေကလည်းသဘောတူရအဲ့ဒါလောကမှာပြောမယ်ဆိုရင်တော့အများကြီးပဲဖြစ်တယ်နော်ပြောလို့ဆုံးလို့ကုန်မှာမဟုတ်ဘူးလူတွေရဲ့လုပ်ငန်းကိုင်တာတွေနဲ့ပြောရင်မကုန်နိုင်ဘူးဒါကြောင့်မို့မြတ်စွာဘုရားတခွန်းနဲ့ပဲပြောလိုက်တယ်တတ္တဝါတွေရဲ့ပူပေါင်းမှုဟာစိတ်ဆန္ဒတူရပူပေါင်းတာဖြစ်တယ်စိတ်ဆန္ဒတူမှအများနိုင်လေတဲ့စကားဆိုဝါဒနာတူမှပူပေါင်းလို့ရတယ်လို့ဆိုတာဝါဒနာတူခြင်းစိတ်ဆန္ဒတူခြင်းဒီအကြောင်းတစ်ခုပဲအဲ့ဒါနဲ့ပတ်သက်ပြီးတော့မြတ်စွာဘုရားကဒီလက်တွေ့ထောက်ပြတဲ့သုတ်တန်လေးရှိတယ်ရာဇဂိုမြို့မှာတောင်ငါးလုံးရှိတယ်မြို့ပြင်ပတ်ရန်ထားတဲ့တောင်ငါးလုံးရှိတယ်တောင်ငါးလုံးကခိုရာဇဂိုဝေပုံလတောင်ဆိုတာရှိတယ်ဝေဘာရတောင်ဆိုတာရှိတယ်ကိစ္စကုတ္တတောင်ဆိုတာရှိတယ်နော်နောက်ပဏဝတောင်ဆိုတာရှိတယ်ဣတိကိကိဆိုတောင်ရှိတယ်တောင်ငါးလုံးရှိတယ်ဒါတည်းရာဇဂိုမြို့ကြီးကတောင်ငါးလုံးရဲ့အလယ်မှာတီထားတာသူမြို့ရဲ့အနေထားတောင်ငါးလုံးအလယ်ကောင်မှာတည်ထားတောင်တွေနဲ့ခြံခတ်ထားတဲ့ပုံစံမျိုးဖြစ်တယ်ဗမာပြည်ကဗာနဲ့တူလို့ဆိုကလောနဲ့တော့တူဘယ်ကြည့်ကြည့်တောင်တွေချူပဲကလောဆိုတဲ့တခါမေးကြည့်လိုက်တဲ့အခါကလောဆိုတဲ့စကားလုံးကဗမာစကားလုံးမဟုတ်ဘူးရှမ်းစကားလုံးလားမသိဘူးအဲ့တော့ပြောတာသူတို့ကကလောက်လို့ခေါ်တယ်ကလောက်ဆိုတာထဲအိုးကြီးလို့ခေါ်တယ်ဟုတ်တော့မသိဘူးပြန်ပြောတာမှတ်ထားတာနော်မညနေမှကိုလည်းရှမ်းစကားမတတ်ဘူးအဲ့ဒီကလောက်ဆိုတာအဲ့ဒီကလောဖြစ်လာတာလို့ပြောတယ်ဟုတ်တယ်ကလောဆိုတဲ့မြို့ဟာဟိုဘက်ကြည့်လိုက်လဲတောင်ပဲဒီဘက်ကြည့်လိုက်လဲတောင်ပဲတောင်ကြားထဲမှာတဲအိုးကြီးလို့ဖြစ်နေလို့ကလောလို့ခေါ်တာတဲ့ရောက်တဲ့နေရာတော့မေးကြည့်တာပဲဘာလို့ကလောခေါ်တာတော့ပြောနိုင်တဲ့လူလည်းရှိတယ်မပြောနိုင်တဲ့လူလည်းရှိတယ်တခါတော့ဟိုညာဒေသလာတဲ့လူတွေမေးကြည့်တယ် homeland ဆိုတဲ့စကားလုံးကဘာစကားလုံးလဲကွာအင်္ဂလိပ်ကလည်း homeland ဆိုလို့ရှိရင်ကိုယ့်ရဲ့နိုင်ငံတော့အထိပ္ပယ်ရတယ်လေ homeland home ဆိုတာအိမ်ပဲ land ဆိုတာမြေကိုယ့်နိုင်ငံကိုသုံးရင် homeland လို့သုံးလို့ရတယ်အဲ့ဒီအထိပ္ပယ်လာလို့ဆိုမဟုတ်ဘူးတဲ့ homeland အရှမ်းစကားတဲ့အဲ့လိုတော့ပြောတာပဲပင်လယ်မရှိဘဲနဲ့အဲ့ဒီမှာပင်လယ်ဘူးလို့လည်းခေါ်တယ်
ပင်လယ်နဲ့အဝေးကြီးလေးဘယ်လိုကြောင့်ပင်လယ်ဘူးခေါ်တယ်မသိဘူးသူဟောရတာတွေတော့ရှိမှာပေါ့နော်ရောက်တဲ့နေရာတော့မေးကြည့်တာပဲအဲ့ဒီကလူလိုက်မေးကြည့်တယ်ဖြေနိုင်တဲ့လူရှိတယ်မဖြေနိုင်တဲ့လူရှိတယ်ကလောရောက်တော့မေးကြည့်တော့ကလောက်ပြောတယ်တယောက်ကပြောလိုက်တယ်ရောက်တဲ့နေရာမှာစူးစမ်းကြည့်ကြပေါ့ဒါလည်းဘုသူတာပဲလေတောင်ကြီးဆိုတာတော့အောက်နားမှာတောင်ကလေးရှိလို့လားလို့မေးကြရှိတာဘာလို့တောင်ကြီးခေါ်တာလဲစဉ်းစားကြရတယ်လေကလေးဆိုတဲ့မြို့ကျတော့လူကြီးရှိလို့လားလူကြီးမြို့ရှိသလားဆိုအဲ့လိုတော့လည်းမရှိဘူးသူကကလေးဆိုတာကာလေးလို့ပြောကြတာပဲကာလေးကနေကလေးဖြစ်တယ်လို့ဒီလိုပြောတာအဲ့တော့ဗမာမှာဒီအသုံးအနှုန်းတွေနဲ့ပတ်သက်ပြီးတော့မျိုးစုံရှိတာပေါ့ဘာကိုအကြောင်းပြုပေါ်တယ်ဆိုတာဟာတခါတည်းရံပျောက်ကွယ်သွားတယ်ပျောက်ကွယ်သွားတော့မသိတော့ဥပမာမန္တလေးအခုလူတွေကလွှဲရည်နဲ့မန္တလေးတဲ့မန္တလေးဆိုတာတောင်ကိုအကြောင်းပြုပြီးတော့မန္တလေးလို့ခေါ်တာအဲ့တောင်ကမန္တလေးတောင်အဲ့လိုလည်းပြောကြတာရှိတယ်နောက်တစ်ခါတချို့ကလည်းမင်းကလေးတောင်မင်းကလေးဆိုတာဘယ်သူခေါ်တာတော့ဆိုအနော်ထားရဲ့သားမင်းသားအဲ့ဒီဘက်မှာနေဦးတယ်လို့ပြောတယ်စောလူမင်းဆိုတာလေအဲ့ဒါကိုသူ့ကိုအကြောင်းပြုပြီးတော့မင်းကလေးကနေပြီးတော့မန္တလေးဖြစ်တယ်လို့လည်းပြောကြတယ်ဘယ်ဟာအမှန်တုံးဆိုတာတော့မသိဘူးပေါ့နော်ပြောကြတာကိုပြောတာဒါပေမဲ့အပြောဆိုရှိတယ်ဆိုတော့မှတ်ထားတာပေါ့အမရပူရဆိုတော့မဲ့ခေါ်ထားတဲ့နာမည်ပါအမရကမသေးရပူရကဖြီကြီးမသေးတဲ့ဖြီပူရဆိုစင်ကာပူဆိုတာလေကြည့်ပါလားစင်ကာပူကစင်ဟပူရပဲအမရပူရတော့လို့မူရင်ကစင်ကာပူရစင်ကာဆိုတာချင်းသိပူဆိုတာပူရမြို့ပြည်ချင်းသိတိုင်းပြည်ချင်းသိမြို့လို့ဆိုလို့တယ်ဒါမှမဟုတ်ချင်းသိရုပ်ပါစင်ကာပူကနေအခုကနေတော့ပြောင်းသွားလိုက်တဲ့အခါစင်ကာပူဖြစ်သွားတယ်ပြောင်းလဲမှုကစင်ကာပူကာကြီးနဲ့ဖြစ်သွားသူတို့အင်္ဂလိပ်လိုပေါင်းတော့ချီနဲ့ပဲပေါင်းတော့ဘာမှလို့ရေးတဲ့အခါကျလို့ကာကြီးဖြစ်သွားတယ်မသိဘူးစင်ကာပူဖြစ်နေခုရေးထားတယ်အဲ့ဒီစကားလုံးတွေကပါဠိနွယ်ဟိုတဲ့စကားလုံးတွေအဲ့ဒါမှစိတ်ဝင်စားကောင်းတယ် language ရဲ့ပြောင်းလဲမှုတွေစိတ်ဝင်စားကြကောင်းတယ်ပေါ့ထိုင်းနိုင်ငံဆိုရင်ဘာပူရီညာပူရီတွေပေါ်တယ်လေကঞ্ချနပူရီချွန်ပူရီအမျိုးတွေပူရီဆိုတာရှိတယ်အဲ့ဒါပူရလာတာပဲဒါတွေလေတစ်ချိန်တုန်းကဟိန္ဒူကင်းနန်ဟိန္ဒူပြည်နေအုပ်စိုးသွားတယ်ဟိန္ဒူဘာသာစကားတွေပြန်ပွားသွားတဲ့နေရာဖြစ်တယ်လို့တော့ဆိုကြတယ်ထားလိုက်တော့ဒါသမိုင်းကြောင်းတွေကိုပြောပြတာအဲ့တော့အဲ့ဒီနာမည်တွေကိုအကြောင်းပြုပြီးတော့ပါဠိနာမည်တွေမဲ့လာကြတယ်ရှေးကဘုရင်တွေကပါဠိနာမည်တွေပေးတယ်သူတို့ရဲ့ဖွဲ့တွေလည်းပဲပါဠိနာမည်နဲ့မင်းတို့မင်းဆိုတာသူ့ရဲ့နာမည်မဟုတ်ဘူးသူ့ရဲ့ဒီဟုံးနှိမ်ကအိမ်မခေါ်တဲ့နာမည်ကမောင်လွင်နဲ့ဦးလွင်မင်းသားဖြစ်လာတဲ့အခါကျတော့မင်းတို့မျိုးစားပေးတာမင်းတို့မျိုးစားပေးလို့မင်းတို့မင်းသားကနေမင်းတို့မင်းလို့ဖြစ်လာတာမျိုးနာမည်နဲ့တီဘောမင်းဆိုလည်းထုတ်တူပဲဒါပေမဲ့မင်းတို့မင်းရဲ့ဘွဲ့နာမည်ကဘာလို့ဆိုသူဓမ္မရာဇာဒါလည်းသူဓမ္မရာဇာတွေကပြည့်နေအဲ့မှာရှေ့ကဘယင်းနေမဲ့တွေရှိတဲ့နာမည်တွေပေါ့နော်ကဲဒါတွေထားလိုက်တော့ပြောင်းလဲမှုဆိုတာအများကြီးရှိတယ်လို့မှတ်ထားဖို့ဒါတော့တစ်ခါလူတွေကမေးလို့ရှိတယ်အခုကရွတ်နေတဲ့ပြိတ္တကဖះလက်တဲ့တုန်းကလည်းဒီတိုင်းပဲလာတယ်ဆိုဘယ်လိုလုပ်သိမှာလဲနော်ဖះရွတ်တုန်းကလည်းဒီအတန်ပဲလာပေါ့ဥမာပဲဆိုတော့နော်ကရဏီယမထကုသလေနယန္တတန်တံပရံပိသမစ္ဆာဖះလက်တဲ့ကလည်းဒီတိုင်းပဲလာဆိုဘယ်လိုလုပ်သိမှာတော့မပြောင်းလဲဘူးတော့မရှိဘူးပြောင်းလဲမှာပဲအတန်တွေပြောင်းလဲတာအင်္ဂလိပ်စကားလည်းပြောင်းတာပဲလေအများကြီးပြောင်းလာတယ်အင်္ဂလိပ်စကားလုံးဘယ်ဘာသာမှမပြောင်းတာမရှိဘူးမြတ်စွာဘုရားဟောတာတဲ့အတိုင်းသဗ္ဗေသင်္ခါရအနေနဲ့လှုပ်ထားတာတွေမှန်သမျှဟာထောက်တာမဟုတ်ဘူးတဲ့ခစ်ပြောင်းရင်ပြောင်းမှာပဲမန္တလေးကလည်းမန္တလေးဖြစ်နေပြီခုပြောင်းတာပဲတဲ့စစ်ကိုင်းကလည်းစကိုင်းဖြစ်သွားပြီပဲခုကလည်းပဲခူးဖြစ်သွားပြီရှမ်းကုန်းကလည်းရန်ကုန်ဖြစ်နေပြီပုဂံကလည်းပကံဖြစ်နေပြီခုအဲ့ဒါပြောင်းလဲမှုလို့ခေါ်တာပဲအဲ့တော့အလုံးဟာလူတွေနှုတ်ကထွက်လာတဲ့အတန်တီဘယ်တော့မှထောက်တာမဟုတ်ဘူးအဲ့တော့ရှုဆရမှာတော့ဖះဟောခဲ့တဲ့တရားတွေဟာထီတန်လားလို့ဆိုတာကြတော့ထီတန်လို့ကြီးပြောလို့တော့မရဘူးသို့တော့ထီစကလုံးပဲထီစကလုံးဒီအဓိပ္ပာယ်နဲ့ဟောတယ်လို့တော့ဆိုနိုင်တယ်ပေါ့နော်အဓိပ္ပာယ်ကတော့တူတယ်လို့ပြောလို့ရတယ်ဘာလို့လဲတော့ဆိုအဓိပ္ပာယ်တူတယ် meaning ကအတိကကြတယ်ပေါ့နော်အဲ့လိုပဲဖတ်ဆိုလိုတဲ့အဓိပ္ပာယ်မှာသွားတူတယ်လို့ပြော
လွယ်မှမှုလည်းရှိကောင်းရှိနိုင်တာပေါ့ပြောလို့မရဒါကြောင့်မို့လို့ edit လုပ်ရတယ်ဆိုတာဒါကြောင့်လုပ်ရတယ်ပြီးတဲ့ကသုံးပုံကအင်္ဂါနာတင်ပြီးတော့ edit လုပ်လာခဲ့ရတော့တစ်ခုနဲ့တစ်ခုဆက်ဆက်ပြီးတော့လုပ်ရတယ်အခုလည်းဒီသုတ်တံမှာမြတ်စွာဘုရားဟောထားတဲ့အဓိပ္ပာယ်ကတော့ဒါပဲတရားရည်ရဲ့ပူပေါင်းမှုဟာအစ္ဆတရားကိုအခြေခံတယ်စိတ်ဆန္ဒတူညီမှုကိုအခြေခံပြီးတော့ပူပေါင်းမှုတွေဖြစ်တယ်ဒါကတော့သိကြတယ်ဒီအဓိပ္ပာယ်ပဲခဏတည်းဒီအဓိပ္ပာယ်ပဲလေဘယ်တော့မှမလွယ်ဘူးဒါကတော့မှန်တယ်ဝါသနာတူရပူပေါင်းရတယ်ဟုတ်တယ်ဝါသနာမတူတဲ့လူပူလို့မှမရပူပေါင်းတယ်ဆိုကြတဲ့ဝါသနာတူတာပူပေါင်းတယ်အဲ့တော့အဲ့ဒါနဲ့ပတ်သက်ပြီးတော့မြတ်စွာဘုရားကပို့ပြီးတော့ထင်ရှားအောင်ယဟန်တွေကိုပြောတဲ့အခါမှာရာဇဂဟရာဇကျုပ်မြို့ပတ်ဝန်းကျင်မှာတောင်ငါးလုံးရှိတယ်အဲ့တောင်ငါးလုံးတွေကခိစ္စကုတ္တဆိုတဲ့ခိစ္စကုတ်တောင်ခိစ္စကုတ္တတောင်ပေါ်မှာမြတ်စွာဘုရားသတင်းသုံးနေတယ်ခိစ္စကုတ္တကျောင်းမှာတော့အကြောင်းကြီးရှိတယ်ပေါ့တောင်ပေါ်မှာအဲကြောက်တုံးလှိမ့်ချခံရတော့ငါလည်းခိစ္စကုတ္တပဲထေဝရကကြောက်တုံးနဲ့လှိမ့်ချလိုက်တာလေအဲ့ဒီမှာပဲနော်အဲ့တော့ယဟန်တန်ဃာတွေကခိစ္စကုတ္တမှာတော့အကြောင်းကြီးရှိတော့ဒီမှာနေကြတာများတယ်မြို့ထဲမှာနေလို့မရှိကြဘူးတော့မှပဲသွားနေကြတယ်အဲ့တော့မြတ်စွာဘုရားကလည်းအဲ့ဒီခိစ္စကုတ္တတော့အကြောင်းမှာနေတဲ့အချိန်မှာမြတ်စွာဘုရားရဲ့အနိပတ်ဝန်းကျင်တော့အကြောင်းတွေမှာယဟန်တန်ဃာတွေရှိကြတယ်ယဟန်တန်ဃာတွေရှိတဲ့ထင်ပဲအဲ့ယဟန်တန်ဃာတွေဟာတွေ့ဆုံပြီးတဲ့နောက်မှာပူပေါင်းနေကြတယ်ပူပေါင်းမှုတွေဖြစ်လာတယ်ဘုရားအဲ့ဒါကိုမြင်တွေ့သွားတာဆိုတော့မြတ်စွာဘုရားနဲ့မလှမ်းမကမ်းမှာလမ်းလျှောက်ပြီးတော့စကားပြောနေတဲ့အုပ်စုတွေခေတ္တကိုကြောင်းပတ်ဝန်းကျင်မှာလမ်းလျှောက်ပြီးတော့စကားပြောနေကြတယ်တရားစကားပြောတာပေါ့ထွေလာကိလာတွေတော့မပြောပါဘူးအဲ့ဒီမှာရှင်သာရိပုတ္တရာနဲ့တွဲဖက်ပြီးတော့စကားပြောနေတဲ့ပုဂ္ဂိုလ်တွေရှိတယ်နောက်ရှင်မောဂလန်နဲ့တွဲဖက်ပြီးတော့လမ်းလျှောက်ရင်းစကားပြောနေကြတယ်အဲ့ဒီပုဂ္ဂိုလ်တွေလည်းရှိတယ်ရှင်မဟာကတ္တဗနဲ့အတူတွဲပြီးတော့လမ်းလျှောက်ရင်းစကားပြောနေတဲ့ပုဂ္ဂိုလ်တွေရှိတယ်ရှင်အနုရုဒ္ဓနဲ့တွဲဖက်ပြီးတော့လမ်းလျှောက်စကားပြောနေတဲ့ပုဂ္ဂိုလ်တွေရှိတယ်ရှင်ပုံနာဆိုတဲ့ပုဂ္ဂိုလ်နဲ့အတူတကွတွဲဖက်ပြီးတော့လမ်းလျှောက်ပြီးစကားပြောနေကြတယ်ရှင်ဥပါလိဆိုတဲ့ပထေနဲ့အတူတွဲဖက်ပြီးတော့လမ်းလျှောက်ပြီးစကားပြောနေကြတယ်နောက်ဆုံးကတော့ရှင်တေဝဒတ်နဲ့သူ့နဲ့အပေါင်းအသင်းရောင်ရင်းတွေကလည်းပဲလမ်းလျှောက်နေကြတယ်ယဟန်တန်ဃာတွေဆိုတာကိုစိတ်ဆန္ဒတူရပူပေါင်းပြီးတော့စကားပြောကြတယ်အဲ့ဒီမှာအဲ့ဒီမြင်ကွင်းကိုမြတ်စွာဘုရားမြင်လိုက်တာအဲ့တော့ဘုရားဟာမြင်တာကိုကြည့်ပြီးတဲ့အခါမှာဒီ statement တစ်ခုပေါ့ message တစ်ခုပေးချင်တယ် message တရင်စကားပေးတာလူတွေမှတ်သားဖို့ရအတွက်အဲ့ဒီမြင်ကွင်းကိုကြည့်ပြီးတော့မြတ်စွာဘုရားယဟန်တွေကို message ပေးတာခုနဟာပဲနော်အဲ့တော့ဘယ်လို message ပေးတော့ဆိုယဟန်တို့တွေ့ကြလားဟိုမှာရှင်သာရိပုတ္တရာနဲ့ကတတွဲရှင်မောဂလန်နဲ့အဖွဲ့ကတတွဲရှင်မကတ္တဗတို့ရှင်ဥပါလုတို့သူ့ဖွဲ့နဲ့သူတတွဲစီစဉ္ညာလျှောက်ပြီးစကားပြောနေကြတယ်တွေ့ကြလားဟိုမှာသူတို့ကစကားပြောရင်လမ်းလျှောက်နေကြတယ်အဲ့ဒီလိုပူပေါင်းပြီးတော့သွားလာနေကြတာဟာတဲ့ဆန္ဒတူရပူပေါင်းနေကြတာဖြစ်တယ်အဲ့ဒီ message ကိုပေးချင်တာဗျာသာရိပုတ္တရာနဲ့တွဲဖက်ပြီးတော့လမ်းလျှောက်နေတဲ့ကိုတော်တွေကပညာလိုလာတဲ့ပုဂ္ဂိုလ်တွေပညာထက်ထန်တဲ့ပုဂ္ဂိုလ်တွေရှင်သာရိပုတ္တရာပညာထက်မြက်တယ်ဒါမှမဟုတ်ရှင်သာရိပုတ္တရာနဲ့ချင်းကပ်ပြီးပူးတွဲပြီးတော့သူစီကအသိဉာဏ်တွေရအောင်စီပူအထောက်နေကြတယ်အဲ့ဒီကိုတော်တွေကနော်ပညာရေးနဲ့ပတ်သက်ပြီးဆွေးနွေးမေးပြနေကြတယ်အားလုံးဟာပညာကျွယ်ဝတဲ့ပုဂ္ဂိုလ်တွေကြီးပဲသူတို့စိတ်ဝင်စားတာပညာဒါကြောင့်မို့ရှင်သာရိပုတ္တရာနဲ့ပူးပေါင်းတာဟာပညာကြီးမားတယ်ဆိုတဲ့အခြေခံချင်းတူလို့သူတို့ပေါက်ရတယ်နော်အဲ့ဒီပုဂ္ဂိုလ်တွေကသူတို့ဆွေးနွေးရင်ရှင်မောကလန်ဒီလိုပုံစံဖြစ်အောင်ဘယ်လိုဖန်တီးရတော့တကူပြခြင်းဘယ်လိုပြရအောင်စွမ်းတကူတွေဘယ်လိုဖန်တီးရတော့ဆိုရှင်မောကလန်နဲ့ဆွေးနွေးနေကြတာအဲ့ဒါတကူသမားတွေနော်စွမ်းတကူပြန်လို့တဲ့ပုဂ္ဂိုလ်တွေတဲ့တအုပ်စုနောက်ရှင်မကတ္တဗနဲ့ဆွေးနွေးနေကြတဲ့ပုဂ္ဂိုလ်တွေရှင်မကတ္တဗကသူကအကျင့်ကိုဥစားပေးတာထူးတင်ဆောင်တဲ့ပုဂ္ဂိုလ်ဆွမ်းခံပြီးမှဆွမ်းစားတယ်ဘယ်တော့မှဆွမ်းခံပဲမစားဘူးဘယ်တကားကပင်မလိုက်ဘူးသင်္ကန်းဆိုလို့ရှိရင်သူ့သင်္ကန်းလှူလို့မရဘူးပန်းတကူသင်္ကန်းပဲဝတ်တယ်ထူးတင်13ပါးကိုစွမ်းစားတမန်ကျင့်တဲ့ပုဂ္ဂိုလ်ရှိတယ်လူဘဝတော်မှာတထေးကြီးသူကအဗဒန်ချမ်းသာတဲ့တထေးကြီးအဲ့ဒီပုဂ္ဂိုလ်ကြီးဟာသူချမ်းသာမှုတွေကိုစွန့်လွတ်ပြီးပါယူမှန်မြောင်းနဲ့ချိနေတယ်လို့ပဲလောကကြီးဘာတွေဖြစ်နေတယ်လဲလို့ထိုင်ပြီးချိနေတဲ့ပုဂ္ဂိုလ်ချိရတာဝါဒနာပါတယ်တေဘစက္ခုဆိုတာတော်ရီဘာတွေလောက်ကြတယ်လောက်ပြီးရင်သေသွားတယ်ဘယ်ရောက်သွားတယ်ဒါတွေချိတယ်လူတယောက်မွေးဖွားလာတယ်ဘယ်ကလာတယ်ဘာတွေလုပ်ခဲ့တယ်ဒါတွေကိုချိတယ်ပြောကံကံရဲ့အကျိုးတွေကိုချိပြီးတော့ဒိဗ္ဗစက္ခုလို့ခေါ်တယ်နတ်မျက်စိကဲ့သို့မြင်နိုင်စွမ်းရှိတဲ့အပိညာနဲ့ချိတယ်ဒါဒိဗ္ဗစက္ခုအခုခေတ်ဖေရကျမ်းနဲ့ဖေတဲ့နေဆိုတာဟာအခြေခံကအဲ့ဒီဒိဗ္ဗစက္ခုရတဲ့ရသေးတွေကနေရေးသွားတာလက်တွေ့ရေးသွားတဲ့ဟာတွေအဲ့ဒါတွေကိုလက်ဆင့်ကမ်းလာတာဒါကြောင့်မို့လို့မှန်တဲ့လောက်မှန်နေတာဒိဗ္ဗစက္ခုနဲ့ကြည့်ပြီးတော့လောက်ထားတဲ့ဟာတွေမို့မှန်တဲ့လောက်မှန်နေပြီလေ
ပေးတယ်ဆိုမမှန်ဘူးလို့လည်းပြောလို့မရဘူးအကုန်လုံးနော်မှန်တယ်ဆိုပြီးတော့လည်းဆွဲလန်းထားဖို့မဟုတ်ဘူးအဲ့တော့ရှင်အနုရုဒ္ဓကအဲ့လိုပဲကြည့်တယ်အဲ့ဒီဝါဒနာပါတာကြည့်တာဝါဒနာပါတဲ့ပုဂ္ဂိုလ်တွေကရှင်အနုရုဒ္ဓနဲ့ပေါင်းပြီးတော့ဘယ်လိုကြည့်ရမလဲဆိုတာကြည်နီကားတွေသင်နေကြတယ်တို့ဒီဘက်စကုပဲညနော်နောက်တစ်ခါရှင်ပုံနာဆိုတာမန္တာနိပုဒ္ဒရှင်ကုဏ္ဏညတပည့်ဆက်ကြဟောတော့ငါပထမဆုံးယဟန်ဖြစ်သွားတယ်ရှင်ကုဏ္ဏညရဲ့တူတော်တယ်သူကအဲ့ဒီရှင်ကုဏ္ဏညရဲ့တူဖြစ်တဲ့ရှင်ပုံနာဆိုတာတရားဟောအမှန်တမ်းကောင်းတယ်ဒါကြောင့်မို့ဓမ္မဂတိကဣတရရတယ်သူဟောတဲ့တရားဟာအနှစ်ကြီးပဲဟောတယ်တရားဟောကောင်းတယ်ဆိုတော့ရည်စားတွေပြောလို့မအောင်မိနဲ့နော်အဆိုကောင်းတယ်အငိုကောင်းတာကိုပြောတာမဟုတ်ဘူးနော်လူတွေနားလည်အောင်တေးသေးချာချာပြည့်ပြည့်စုံစုံအနှစ်ရှိရှိဟောတဲ့တရားကိုဆိုလို့တယ်ခုခေတ်တရားဟောကောင်းတာတစ်မျိုးရှိသေးတယ်နော်ဆိုကောင်းတယ်ဟာတာကောင်းတယ်ပြောကောင်းတယ်ဆိုအဲ့ဒီကောင်းမျိုးပြောတာမဟုတ်ဘူးနော်အဲ့တော့ရှင်ပုံနာဆိုတာဘုရားတက်ကဓမ္မဂတိကဣတရတဲ့ပုဂ္ဂိုလ်သူဟောတဲ့တရားဟာအရှင်းမြင်တယ်ဟုတ်သူနဲ့ခြံရံပြီးတော့အတူတကွာသွားလာနေကြတဲ့ပုဂ္ဂိုလ်တွေကသူ့လိုဓမ္မဂတိကတွေကြီးပဲတရားဟောဖို့စိတ်ဝင်စားတဲ့ပုဂ္ဂိုလ်တွေကြီးပဲဒါဝါဒနာတူရချင်းစုတယ်ဆိုတဲ့အဓိပ္ပာယ်ပဲနောက်ရှင်ဥပါလိဆိုတာခုခေတ်လိုပြောမယ်ဆိုရင်တော့ဥပဒေပညာရှင်ပေါ့နော်ဥပဒေပညာရှင်ဝိနည်းနဲ့ပတ်သက်တဲ့မြတ်စွာဘုရားပညာတဲ့ဥပဒေတွေနဲ့ပတ်သက်ပြီးတော့သူကသိဝါဒနာပါတယ်အဲ့ဒါကိုမှတ်တမ်းတင်တယ်ဝိနည်းဆောင်ဖြစ်တယ်ဒါပေမဲ့သူနဲ့ပေါင်းစုံတဲ့ပုဂ္ဂိုလ်တွေကလည်းပဲဝိနည်းဝါဒနာပါတဲ့ပုဂ္ဂိုလ်တွေကြီးပဲအဲ့လိုနေကြတယ်တဲ့နောက်ရှင်အနန္ဒာနဲ့အတူတွေ့ကြတဲ့ပုဂ္ဂိုလ်တွေကြတော့ရှင်အနန္ဒာကဘဝတုဒ္ဒကျွဲသွားတယ်ပြီးတော့သုံးပုံကစားတယ်သူကအကုန်ရတယ်အဲ့တော့ဘဝတုဒ္ဒကျွဲသွားခြင်းတဲ့ပုဂ္ဂိုလ်တွေကရှင်အနန္ဒာနဲ့ပေါင်းကြတယ်သူတို့လည်းဘဝတုဒ္ဒလိုလာတဲ့ပုဂ္ဂိုလ်တွေနောက်ဆုံးကြတော့ရှင်တေဝထကသူလည်းပဲသူ့အဖွဲ့နဲ့သူလမ်းလျှောက်တယ်သူကြတော့ဘယ်လိုဘုံကြည့်အောင်လုပ်ရမလဲတခါတည်းမှချင်းညို့အောင်ဘယ်လိုလုပ်ရမလဲဘုံကြည့်အောင်ဘယ်လိုလုပ်ရမလဲဒါပဲတွေးနေတော့လူတွေထင်ကြည့်အောင်ငါဘာလုပ်ရမလဲအဲ့ဒါကိုပါပိဿလို့ခေါ်တယ်အောက်တန်းကြတဲ့စိတ်ဆန္ဒတွေရှိတယ်ရှင်တေဝဒကအဲ့ဒီအောက်တန်းကြတဲ့အလိုဆန္ဒရှိတယ်ဖျားလှုပ်ခြင်းနဲ့ဖြတ်လန်းကနေဖျားလှုပ်ခြင်းနဲ့တန်ဃာတွေကိုခေါင်းဆောင်ခြင်းနဲ့နော်အဲ့လိုဘုံတစ်ခုချိခြင်းနဲ့သူလောက်တာကကြည့်ပါလားသူနဲ့သွားပေါင်းလို့ဆိုရင်သူကအဲ့ဒီဘက်မှာတော့သူကညံကောင်းတယ်လို့ပြောဘေမိတာရမင်းကြီးတော့သူစီယုံလို့မရဘူးပေါ့ဘေမိတာရမင်းကဖျားဟုတ်တာချင်းလို့အဲ့တော့ဘေမိတာရစီယုံလို့မရတဲ့ခါကျတော့ဘေမိတာရရဲ့သားနောက်တက်မဲ့မင်းအလားအလာရှိတဲ့စတ္တတာကိုသွားပေါင်းအဲ့ဒါဘာအတွက်ပေါင်းတာတော့ဆိုရင်သူ့ကိုကြိုးအတွက်ပေါင်းတာဒါကိုသူစဉ်းစားတဲ့အချိန်မှာဘေမိတာရကတော့ပြောလို့ရမှာမဟုတ်ဘူးစီယုံလို့မရဘူးအဲ့သူ့သားစတ္တတာဆိုတဲ့ကောင်လေးကခမမိုက်ကလေးနော်အနာဂတ်တွေလည်းကောင်းတယ်အသက်ငယ်သေးတယ်မင်းဖြစ်ဖို့အလားအလာလည်းရှိတယ်ဆိုသူသွားပေါင်းတာလေအဲ့လိုပေါင်းတာသူကအဲ့ဒီဘက်ကတော့အခင်ပါတယ်လို့ပြောအဲ့ဒီရှင်တေဝဒနဲ့တွဲဖက်ပြီးတော့နေတဲ့ပုဂ္ဂိုလ်တွေကလည်းသူ့လိုပဲလူလေလှုပ်ချင်တဲ့ပုဂ္ဂိုလ်တွေကြီးပဲတဲ့ကောင်းအဲ့ဒါကိုမြတ်စွာဘုရားကထောက်ပြပြီးတော့ခုနတရားကိုခေါ်တာအေးပူပေါင်းတယ်ဆိုတာစိတ်ဆန္ဒတူရည်ပူပေါင်းတာဖြစ်တယ်အခုလည်းဒီလိုပဲပူပေါင်းကြတယ်နောက်ဆိုလည်းပဲဒီတိုင်းပဲပူပေါင်းကြမှာဖြစ်တယ်လို့မြတ်စွာဘုရားကဒီ message ကိုရဟန်းတော်တွေကိုပေးခဲ့တာဟောခဲ့တာဖြစ်ပါတယ်ဒါကြောင့်တရားချစ်ခင်သူတော်စင်ပြိဿအပေါင်းတို့လူတွေဆုံတွေ့ပြီးတော့ပူပေါင်းမှုဆိုတာဟာဝါဒနာတူရသို့မဟုတ်စိတ်ဆန္ဒတူရအစ္ဆတရားတူရပူပေါင်းကြတာဖြစ်တယ်ဆိုတဲ့အကြောင်းတရားကိုမှတ်သားနာယူပြီးတော့ကိုယ်နဲ့ပူပေါင်းတဲ့ပုဂ္ဂိုလ်တွေအခြေအနေကိုသိရှိနားလည်ဖို့လောကကြီးမှာပူပေါင်းကြတယ်ဆိုတာအဲ့ဒီအတိုင်းပူပေါင်းကြတာဖြစ်တယ်ဆိုတာသိရှိနားလည်ပြီးကိုယ့်ကိုယ်အကောင်းဆုံးဖြစ်အောင်ကြိုးစားအားထုတ်နိုင်ကြပါစေကုန်သတည်းရှိတဲ့ချာဆိုတာအရှင်ဖေယဖရာတပည့်တော်တို့သည်ဓမ္မအတိညာရရှိစေရန်ရှိတန်ကြလျက်ဓမ္မသဘင်ဆင်ရင်ချင်းပါပြုလုပ်ကြ၍အမတဒါနဓမ္မဒါနတရားအလှတော်ကိုပေးလူကြပါကုန်၏တရားတော်မြတ်ကိုရုပ်သိလေးမြတ်စွာမမသားသားအာယုံထားလျက်နာကြားကြပါကုန်၏တရားတော်မြတ်ကိုတတ္တဗဝတ္ထုအစွတ်စွတ်တို့ဖြင့်ပူဇော်ကြပါကုန်၏ယနေ့ယခုအထောက်ပြုလို့ရသောဤကောင်းမှုဤကုသိုလ်စွတ်တို့သည်နိဗ္ဗာန်ချမ်းသာ၏အကြောင်းထောက်ပံ့ဖြစ်ပါစေတည်းဤကောင်းမှု၏အဖို့ဘာကကိုအမိအဖာအဖို့အဖွာဆွေမျိုးညာတိတို့အားကုသိုလ်အမြဝေငှပါကုန်၏30ပုံကျင့်ဒီကုန်သောလုံးစုံများစွာလူနတ်ပြမတတ္တဝါတို့သည်ကုသိုလ်အမြကိုယ်စီရကြဂုဏ်သည်ဖြစ်၍ကိုယ်စိတ်နှဖျားချမ်းသာကြသည်
ဖြစ်ကြပါစေကုန်သတည်း